ပြောသီးတွေကအရန်ကြမ်းနေတယ်ဘယ်ငပြောသီးကပိုကောင်းလဲဆိုတော့ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုမျှဝေပေးမှာဖြစ်တယ်ကျွန်တော်မိတ်ဆွေတို့သိတဲ့အတိုင်းပဲ Nano Banana 2 Nano Banana Pro ဆိုပြီးတော့ Google ကထုတ်တဲ့ Gemini Engine Power ကိုအသုံးချပြီးတော့ပုံဖော်ဖန်တီးပေးနေတဲ့ Photo Generation AI တွေကအရန်ကိုမိုက်နေတယ်ကျွန်တော်မိတ်ဆွေတွေက Nano Banana ကိုစမ်းကြည့်ပေးပြီလား Nano Banana Pro ကို November 20 ရက်နေ့2025မှာ release လုပ်ပြီးတော့ Nano Banana 2ကို February 26 ရက်2026မှာ release လုပ်ထားတယ်ဆိုပြီးတော့ Google က data မှာတော့ဖော်ပြထားတယ် Nano Banana Pro က Gemini 3ကိုသုံးထားပြီးတော့ Nano Banana 2က Gemini 3.1 Flash Image ကိုသုံးချထားတယ် Character Consistency က AI ဓာတ်ပုံတွေမှာတိတိတတ်တာကောင်းတာလားမကောင်းတာလားဆိုတော့အကွဲပြားသွားတယ်ပေါ့ဗျာ Character Consistency ဆိုတာမျက်နှာတွေတစ်ခုချင်းစီကတူနေလားကိုထည့်ပေးလိုက်တဲ့ဓာတ်ပုံနဲ့အဲ့ဒီကထွက်လာတဲ့မျက်နှာနဲ့ကတူသလားမတူသလားဆိုတဲ့အရာကိုတော်တော်များများကစိတ်ဝင်စားကြတယ်အဲ့တော့ Character Consistency ကို compare လုပ်ထားတဲ့အချက်လက်တွေအရာတော့ Nano Banana Pro က Nano Banana 2မှာက character က5 characters နီးပါးအထိမျက်နှာတွေတူတယ်လို့တော့ဒါ line ပေါ် data အရာအချက်လက်အရာဖော်ပြထားတာပေါ့ဗျာအဲ့တော့ resolution အဖြစ်တော့နှစ်ခုလုံးက 4K resolution ထွက်တယ်အဲ့တော့ကျွန်တော်ပထမဆုံးစမ်းသပ်ထားတဲ့ပုံကသတင်းစာပုံဒီညာဘက်အချမ်းက Nano Banana Pro နဲ့ဆန်းထားပြီးတော့ဒီဘက်တစ်ချမ်းက Nano Banana 2နဲ့ဆန်းထားတယ် Nano Banana Pro မှာဆန်းထားတာတော့မြန်မာစာကမှန်တဲ့နေရာတော့မှန်တော့မှန်တယ်ဗျာအထဲထဲမှာအသေးစိတ်ဇုံဆွဲပြီးကြည့်လိုက်ရင်တော့အထဲထဲအချက်လက်တွေအကုန်လုံးကမြန်မာစာတော့မဟုတ်နေဘူးဒါပေမဲ့ဘီနာကကာလာအနေအထားသတင်းစာထွက်လာတဲ့ပုံစံဘာညာတော့မစိုးပါဘူးเนาะဒီတစ်ဖက်က Nano Banana 2 Nano Banana 2ကဒီမှာမြင်တဲ့အတိုင်းပဲမြမအလင်းဆိုမြမအလင်းခေါင်းစဉ်နဲ့ဒီနားလေးကတော့တိတာပြီးတော့မိုက်နေတယ်အထဲထဲကစာလေးတွေအောင်မစိုးဘူးခုနဟာလောက်မစိုးပေမဲ့အသေးစိတ် subtitle ဒီမှာ AI နည်းပညာဖြစ်တဲ့စတင်ပြီးတို့မြန်မာနိုင်ငံတွင် AI နည်းပညာတိုးတက်လာပုံစိန်ခေါ်မှုနဲ့အခွင့်အလမ်းများမှားနေသေးတယ်ဆိုပေမဲ့မြန်မာစာက Nano Banana 2ကနည်းနည်းလေးပိုကောင်းတယ်လို့ကျွန်တော်ခန်းစားရတယ်အဲ့တော့မြန်မာစာကိုဆိုင်းနဲ့ကျွန်တော်စာအုပ်ပေါ်မှာမြန်မာစာရေးခိုင်းတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်စမ်းသပ်တယ်အဘက်ကပုံက Nano Banana Pro ဘယ်ဘက်ကပုံက Nano Banana 2နှစ်ခုလုံးကတော့မြန်မာစာတွေလည်းမှန်တယ်ဒါပေမဲ့ပုံထွက်မှာဘယ်လိုကွာလဲဒီပုံဆိုရင်ကျွန်တော်မခွဲချက်တတ်ဘူးကျွန်တော်မိတ်ဆွေတွေခွဲခြားကြည့်နောက်တစ်ပုံသွားအောင်ဒီပုံကကြတော့ကျွန်တော်ကကာလာအနေအထားကိုကြည့်ကျင်လို့စမ်းတက်လိုက်တာလည်းပါတယ်အမှုအမွှားလေးတွေ particles လေးတွေကိုမြင်ကျင်လို့စမ်းတက်လိုက်တာလည်းပါတယ်အဲ့ဒီမှာဘယ်ဘက်ချမ်းက Nano Banana 2ညာဘက်ချမ်းက Nano Banana Pro ထုံးစံအတိုင်းပဲကွာခြားချက်က color detail အမှုအမွှားတွေကတော့ Nano Banana 2မှာနည်းနည်းလေးပိုကောင်းနေသလားလို့ထင်ရပေမဲ့ realistic ဘိုင်းမှာတော့ Nano Banana Pro ကတကယ်ရုပ်တည်ရှိတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အသေးစိတ် detail ကြတဲ့အစိတ်ပိုင်းကဒီနေရာမှာဒီဓာတ်ပုံအရာဆိုရင်တော့ Nano Banana 2ကပို့ပြီးတော့မိုက်နေတယ် Pro မှာလည်းအခြေခံအောင်မှာပေါ့နော်နောက်တစ်ပုံကကျွန်တော်ရည်ရွယ်ချက်ရှိနဲ့စမ်းထားတာကျွန်တော်တို့ရန်ကုန်မြို့ရဲ့ကောင်းကင်ကနေလှမ်းပြီးတော့ရိုက်ထားတဲ့ drone shot ပေါ့ဗျာအဲ့ဒီမှာတိတာကွာချနေတဲ့အချက်က Nano Banana 2ကနည်းနည်းလေးပို့ပြီးတော့ realistic